တူတူဆိုရင်ဘဝမှာရဲ့ရာစာတွေအပြည့်ဂျိုးခွင်တွေတိုင်းမှာဆုံးမနေတာအချင်းလေးဝေဒနာပြဿနာတွေဝင်မွေမဲ့ဟေးအနေကွာချိန်လေးမှာဒီစင်သာရှိစေဘာရဲ့ကြောင့်မှမဝေလို့ဘယ်တော့မှမလွမ်းလို့ဘယ်သူပြတ်ပြတ်ပေါ့ချစ်တွေမပြည့်စီဖို့ကိုပြင်နာစားရတွေ့ရှင်နဲ့ပြင်စင်မဲ့ခွဲအချိန်တွေတိုင်းဝင်ရောက်တူဒိုနာလေဘာရဲ့ကြောင့်မှမဝေလို့ဘယ်တော့မှမလွမ်းလို့ဘယ်သူပြတ်ပြတ်ပေါ့ချစ်တွေမပြည့်စီဖို့ကိုပြင်နာစား